ပြောင်းတော့ဒီပေါ်ကြလဲမိတယ်နေမမလေးကွယ်တန်းနေတော့ငယ်ချင်းမလေးနေမလေးကွယ်တပြီနော်ကျွန်တော်တို့ဒီ3မိနစ်ထုံးတော့ဒီမိနစ်နားပေါ့ဒါပေမဲ့နားတဲ့ချိန်မှာကျွန်တော်တို့ပြင်ပါမယ်နားမှာဖြစ်ပါတယ်ကြားနေကျွန်တော်ကြားပွဲလေးတွေပြပြမှာဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်တို့လေးတက်ခဲတော့လေဥပ္ပေစောတော့နေတော့ပကတိနေဟောတာကြားပွဲတော့တပွဲဘူးတပွဲနော်ဒီတော့ကစားမနေရဘယ်လဲမနေရယူမယ်နော်ကဲပြည်သားနဲ့မဆက်မယ်ကြားသိအောင် MFC နော်โอเคရေလေးဦးတော်ရကဲဒီလူကြီးရဲ့အဝါဒကိုလက်ခံပြီးတာနဲ့3မိနစ်တော့2မိနစ်နာနှစ်ချီအထူးစေကောပွဲပထမကြီးလွတ်မှာဖြစ်ပါတယ်ကဲအစင်းတို့ပြည်လွတ်မယ်ကြားတဲ့အောင်နဲ့ရေလေးဦးပေါ့နော်ဝဲလေမှာတွေ့ကြပြောတော့ရုံရုံရတဲ့ MFC အားလည်းပါကားတယ်ဘိုးတယ်ကြားတဲ့အောင်နဲ့ရေလေးဦးကားတယ်ဒုတိယကိုတလဲပေါ့ရောက်ချပဲကြားတဲ့အောင်နဲ့ရေလေးဦးတွေ့ကြပြီဒီခေါ်ပဲဘာလဲဒုတိယကိုတလဲပဲရေလေးဦးနဲ့ကြားတဲ့အောင်အားကရောက်ချပဲလို့ခေါ်တယ်လက်ခေါ်ရတယ်ကြားရောက်ချပဲကြားတဲ့အောင်နဲ့ရေလေးဦးရုံရုံရတဲ့ MFC နော်ဘယ်မှာတွေ့ကြတော့ဒါကြီးရခဲ့တဲ့ဘွဲတွေပါဘုရားကိုယ်နဲ့သူ့ထဲကိုတော့တော့ဘယ်ဖိုင်ရမယ်ဘယ်လွင့်ထုမယ်လက်ထောက်တယ်တော့ယောက်ျားပဲဒါကြီးတော့ညာပဲအောင်နဲ့ကျန်နေဦးတော့မင်းသူ့စီတော့ပဲစနေပြီဘုဒ္ဓကူကချင်းပြနေတော့ရှိတဲ့ဘော်တွေပေါ့နော်ကြားတယ်ယောက်ျားပဲဒါကြီးရောအဲဒီအိုက်ကြီးနဲ့ကျိုးလို့ရရေလူပဲဒါတော့ကြားပြောပဲဒါလားဆိုတာခွဲနေမှာဖြစ်တော့တဲ့ဘော်တွေပေါ့နော်ရောက်ဟုတ်မယ်ဒီကောင်ဝဲနေပေါ့နော်ရုံရလက်ဝဲရသူ့စိတ်ကောင်ဝဲနေပေါ့နော်ဘုရားကိုတည်းကထိုးရပါတယ်ရောက်ကြောက်ပါလေလာပြီလုံးလေးဆွဲလုံးလေးလာမယ်နော်လက်ကိုသားလေးနဲ့ထားတယ်ဘုရားကိုတည်းကပေါ့ရောက်ကြောက်ပဲဟုတ်မယ်ဒီကောင်ဝဲပေါ့ဟုတ်တယ်ဒီကဲလုံးလေးလောက်ကတဲ့ဒီတော့ထိုးရအောင်လောက်ကပဲရောက်ကြောက်ပါလေလာပြီဘုရားကိုတည်းကပေါ့ရဲလေးဦးနဲ့ကြားပြအောင်နဲ့ရဲလေးဦးဟိုးတယ်ကြားတယ်ထိုးတယ်ဟောတာတယောက်ကထိုးတယ်တယောက်ကကြားတယ်ကြည့်ကြဝဲပြင်းတာလက်ကိုစီးပါဒါမှပြင်းတဲ့တွေအားဖြစ်ကြရဒုက္ခမားတွေအတွက်အားဖြစ်ကြလားဘုရားကိုယ်တည်းတော့ဒီအောင်ထိုးမယ်လောက်ကပဲရောက်ကြောက်ပါနေတယ်နော်ကြားပြအောင်နဲ့ရဲလေးဦးတို့ဒီပြောက်ကပဲလောက်ကပဲဒီဆောင်းတွေသိထားတယ်နော်ရောက်ကြောက်ပါလေလာပြီသူတို့ကြောင့်ကိုယ်တည်းပေါ့နော်ဟိုးရအားလိုက်ဒီခေါ်ပဲပါသူရရေဝဲရအခုစီကပဲရဲလေးဦးနဲ့တစ်ချက်တော့ရောက်ကြောက်ပါလေပေါ့နော်ရဲလေးဦးတို့ရတဲ့ကြားပြအောင်အားတို့ရအပတ်ချီပါမလားကဲမတ်ကြီးမဲတီနီဘိုလေးနာကောင်းလားโอเคဥပဒေတော့โอเคဘတ်ရဲ့ဆက်ကိုင်းလာတော့โอเคဒီဆုံးတဲ့30ကပေါ့နော်ချမ်းသိအောင်ဘက်ကဒုတိယချီမှာဖြည့်ထိုးပေးမှာဖြစ်ပါတယ်နော်